ဖွံ့ဖြိုးဆဲမြို့ကြီးတစ်မြို့မှာအောင်မြင်တဲ့လူနှစ်ယောက်မစ္စတာတန်နဲ့မစ္စတာဂျွန်တို့နေထိုင်ကြတယ်။သူတို့နှစ်ယောက်စလုံးချမ်းသာနေမိသားလုပ်ငန်းတွေလည်းရှိတယ်။လူအများစုထက်ငွေပိုရတယ်။ဒါပေမဲ့သူတို့ရဲ့အတွေးခေါ်ကအယမ်းကွာခြားတယ်။မစ္စတာဂျွန်ကတက်တောင်သားနေရတာကြိုက်တယ်။သူလုံလောက်အောင်ရှာပြီးပြီးယုံကြည်တယ်။ဒါနဲ့သူအချိန်အများစုကိုဘဝပျော်ပျော်နေဟုသုံးတယ်။စင်ခံကားရင်ဈေးကြီးစားတော့ဆိုင်တွေအားလက်ရခီးစနေ။ဘာလို့ဒီထပ်ပို့လို့ရမှာလဲလို့သူပြောတယ်။ငါချမ်းသာနေပြီပဲ။မစ္စတာတန်ကတော့မတူဘူး။သူငွေကိုကရိယာတစ်ခုအနေနဲ့မြင်တယ်။အများကြီးသုံးမဲ့အစားရင်းနှီးမြုပ်နှံတယ်။လုပ်ငန်းအကြံဉာဏ်အသစ်တွေလေ့လာတယ်။အခွင့်အလမ်းတွေရှာဖွေတယ်။သူ့ငွေကိုသူ့အတွက်အလုပ်လုပ်စေတယ်။တနေ့မှာသူတို့နှစ်ယောက်စလုံးအခွင့်အလမ်းတူတူရလာတယ်။မြို့ရဲ့မြေယာတစ်ခုကလင်းမြန်စွာဖွံ့ဖြိုးလာနေတယ်။မြေဈေးကချို့တယ်။ဒါပေမဲ့စွန့်ဆက်ရတယ်။မစ္စတာဂျွန်ရေလိုက်တယ်။အဲ့ဒီနေရာလားတေချာမှုမရှိဘူး။ငါငွေမဆုံးရှုံးချင်ဘူး။မစ္စတာတန်ကတော့အလားအလာကိုမြင်တယ်။အစ်စ်ပိုင်းမှာဖွံ့ဖြိုးတိုးတက်မှုဆိုတာစွန့်ဆက်ရအဖြစ်အမြဲရှိတယ်လို့သူပြောတယ်။ဒါနဲ့သူရင်းနှီးမြှုပ်နှံလိုက်တယ်။လအတော်ကြာတော့တယ်။မစ္စတာဂျွန်ကသူ့လူနေမှုပုံစံကိုစစ်ပျော်မွေ့တယ်။ဒါပေမဲ့သူ့ငွေကအတိုင်းအတာနဲ့တိုးတက်မှုမရှိသုံးဆွဲမှုပဲရှိတယ်။ဒီအချိန်မှာမစ္စတာတန်ရဲ့ရင်းနှီးမြှုပ်နှံမှုကစတင်တိုးတက်လာတယ်။ဆိုင်အသစ်တွေဖွင့်လာတယ်။လူတွေပိုဝင်လာကြတယ်။မြေဈေးတွေမြင့်တက်လာတယ်။သူ့ငွေအစများစွာတိုးလာတယ်။အဲ့ဒီမှာမရက်နိုင်ဘူး။မစ္စတာတန်ကသူ့အမျက်ငွေကိုပြန်လဲရင်းနှီးမြှုပ်နှံတယ်။အဲ့ဒီ area မှာလုပ်ငန်းအသေးလေးတစ်ခုစတင်လိုက်တယ်။နောက်တစ်ခုပြီးတော့နောက်တစ်ခုအောင်မြင်မှုတစ်ခုချင်းကဝင်ငွေပို့မို့ဖန်တီးပေးတယ်။ညနေခင်းတစ်နေ့မှာမစ္စတာဂျွန်မစ္စတာတန်စီလာလေတယ်။သူအံ့ဩသွားတယ်။မင်းရဲ့ကြွယ်ဝမှုကဒီလောက်မြင်ကြီးထွားနေတာဘယ်လိုလုပ်တာလဲ။မစ္စတာတန်ပြုံးပြီးပြောလိုက်တယ်။ချမ်းသာတဲ့လူတွေကငွေရှာယွန်းနဲ့မရဘူး။သူတို့ရဲ့ငွေကိုသူတို့အတွက်ပိုငွေရှာဟိုင်းတယ်။မစ္စတာဂျွန်တိတ်ဆိတ်နေလိုက်တယ်။အရေးကြီးတဲ့အချက်တစ်ခုကိုသူနားလည်သွားတယ်။ချမ်းသာယုံနဲ့မလုံလောက်ဘူး။သုံးဆွဲယုံတက်ဆိုရင်မင်းရဲ့ငွေကချီးပြေးစွာပြုံးသွားမယ်။ဒါပေမဲ့မင်းရင်းနှီးမြှုပ်နှံပြီးကြီးထွားအောင်လုပ်ရင်မင်းရဲ့ငွေဟာစွမ်းအားပြိုင်တဲ့ကရိယာတစ်ခုဖြစ်သွားမယ်။အဲ့ဒီနေ့ကစပြီးမစ္စတာဂျွန်ပြောင်းလဲသွားတယ်။ယင်းနှီးမြှုပ်နှံတဲ့အကြောင်းလေ့လာစတင်တယ်။မလူအပ်တဲ့အသုံးစရိတ်တွေလျှော့ချတယ်။မစ္စတာတန်လိုစတင်တွေးတော်လာတယ်။နှစ်ရက်ကြာတော့လူနှစ်ယောက်စလုံးချမ်းသာနေစေပဲ။ဒါပေမဲ့အခုတော့သူတို့အတူတကွကြီးထွားနေကြပြီ။ပြုံပင်ကရတဲ့သင်ခန်းစာကတော့ချမ်းသာတဲ့လူတွေကငွေရှာယုံနဲ့မဟုတ်ပဲသူတို့ရဲ့ငွေကိုသူတို့အတွက်အလုတ်လုတ်စေခြင်းအပြင်ချမ်းသာနေကြတယ်။